ဒီဗီဒီယိုက Superstar Idol Award 2026ဆုပေးပွဲတွင်ဆုရရှိခဲ့ကြသောထိုင်း idol များဖြစ်သည့် Jennie နှင့် Jaina တို့၏အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါသည်။ဗီဒီယိုထဲကအဓိကအကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါသည်။ Jennie နှင့် Jaina တို့ကဒီပွဲမှာ Popular Female Couple of the Year ဆုကိုဂုဏ်ယူစွာဖြင့်လက်ခံရရှိခဲ့ကြပါသည်။၎င်းတို့အားဂုဏ်ပြုရန်လာရောက်ကြသောပရိသတ်အများအပြားကိုဗီဒီယိုတွင်တွေ့ရပါသည်။ပရိသတ်များကတပ်ပုံရိုက်ခြင်းအားပေးစကားပြောခြင်းနှင့်ပန်းစည်းများစွာပေးရခြင်းတို့ဖြင့်ဂုဏ်ပြုခဲ့ကြပါသည်။ပွဲချင်းပါလေနေရာမှာ၎င်းတို့ရဲ့အမိများဖြစ်သောဂျင်နှင့်ဂျေဟုရေးသားထားသည့်မိထုံးပုံများခရမ်းရောင်ရွှေရောင်နှင့်အဖြူရောင်မိုးပြန်ပူဖုံးများဖြင့်ခမ်းနားစွာပြင်ဆင်ထားသည့်ကိုတွေ့ရပါသည်။အိုင်ဒေါ်နှစ်ဦးစလုံးက၎င်းတို့ရဲ့ရွှေရောင်စုဖလားများကိုကိုင်ဆောင်ကပြုံးရွှင်လျက်ရှိပြီးလာရောက်အားပေးကြသောပရိသတ်များကိုကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ကြပါသည်။ဂျင်းနှင့်ဂျေဟွန်အလှဆင်ထားသောပွဲခင်းမြင့်ခွင့်ဖြင့်စတင်ထားပါသည်။ဂျင်းနှင့်ဂျင်နာတို့ကစုဖလားများကိုဂိမ်းဆောင်ကပရိသတ်များကြားသို့ရောက်ရှိလာပါသည်။ဆုရရှိတဲ့အထိမ်းအမှတ်နောက်ခံကားချက်ရှိမှာဓာတ်ပုံရများနှင့်ပရိသတ်များနှင့်အတူအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြပါသည်။ဂျင်းနီက၎င်းတို့ရရှိထားသော Popular Female Couple of the Year ဆုဖလားကိုပရိသတ်များအားအနီးကပ်ပြသကဂုဏ်ယူနေသည့်ပုံရိပ်များကိုတွေ့ရပါသည်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။